Hello, alume mingalava, ke channel ko pyoye chito midasu wini, mingala shido nyedi gini ba khamya no. Ke alume digini nyedi thwakhere ko ma, maya like de tu de comment ni channel de. Lu de bo no. Channel ye po ko ma twi de tu de, channel ye account ko no, ma at tha de tu de ya lo, ya chin ma ya me, twi chin ma twi me no. Channel ye mai sway ya haung ni ya lo, ma ya de ya a jaung lo, mashi bu lo thin ne, hout bi la. အဲ့တော့ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေမနေ့ကလည်းတနေကုန်ရခဲ့ပြီเนาะဒီကနေ့လေဒီကနေ့ညနေကိုကျွန်တော်ရဲ့ကိုမတွေဘယ်နှစ်သီးစားလဲဆိုတာတော့ရတဲ့သူအတိဆုံးဖြစ်မှာပါမနေ့ကကျွန်တော်ကိုမလေး17ရက်နေ့အတွက်ကြာသာပရင်းလေးကိုကျွန်တော်ထပ်ပြီးတော့ဒီ live မှာပေးခဲ့မယ်เนาะအဲ့တော့ဒီ account ကိုမအပ်ရသေးတဲ့လူတစ်တွေရှိတယ်ဆိုရင် channel ကို subscribe တစ်ချက်နှိပ်ပေးပါเนาะကျွန်တော်ရဲ့ဒီ live ကိုကြိုက်တယ်နှစ်သက်တယ်ဆိုရင် like လက်မလေးတယောက်တစ်ချက်နှိပ်မယ် comment မှာ okay တစ်ချက်မှတ် share လို့ရမယ့်နေရာလေးမှာမြားခလုတ်လေးနှိပ်ပြီး share ခဲ့ပေးပါเนาะအားလုံးကိုကိုဖြိုးကအလကားကူညီပေးနေတာဖြစ်ပါတယ်เนาะဒါကိုဖြိုးရဲ့ live တွေကိုအရင်အားပေးမှုတဲ့အကိုမတွေတဲ့အတီဆုံးဖြစ်မှာပါเนาะအခုလက်ရှိကိုဖြိုးသည်ဒါတက်တော့မှာအားလုံးကိုတောက်လျှောက်ကူညီပေးနေတာဖြစ်ပါတယ်เนาะကိုဖြိုးဒါ YouTube account လေးပြန်ပြီးတော့ဖွင့်ပေးတာပါเนาะဒါကိုဖြိုးကိုယ်တိုင်သုံးတဲ့ official account အစ်စ်ဖြစ်ပါတယ်အားလုံးကျွန်တော်ရဲ့ကိုမတွေကျွန်တော်ကိုဖြိုးကူညီပေးတဲ့နေ့တိုင်းပေါက်ကနေတွေကိုအမြဲရကြတယ်ဆိုရင်တော့ channel ကိုအမိရတာအပ်ထားကြပါလို့เนาะမနေ့ကကျွန်တော်ကိုမလေးတနေကုန်ပေါက်ချင်တယ်တနေကုန်ငွေထုတ်ချင်တယ်ဆိုရင်ရှစ်31ကီထိမှာပေါက်မှာဖြစ်ပါတယ်တေချာနာတော့မှာ831ကီထိမှာပေါက်မှာဗျာเนาะ831ကီမထိရင်လုံးဝမပေါက်ပါဘူးအဲ့ဒါတနေကုန်စာအတွက်ပါเนาะကိုဖြိုးရဲ့ကီတွေကတောက်လျှောက်ထွက်တဲ့အပြင်ကိုမှတပတ်ကိုအနေဆုံးเนาะနှစ်ပွဲသုံးပွဲတောင်မှအပီးခွေပြီးဆေးနေတာများပါတယ်အဲ့တော့အကိုမတွေအားလုံးနေနဲ့မနက်ဖြန်ကို831ကီနဲ့ထိုးမယ်ဆိုရင်เนาะ8ကိုကျွန်တော်ရဲ့ကိုမတွေ market မယ်3ကိုကျွန်တော်ရဲ့ကိုမတွေစုံကတ်မယ်1ကိုစုံကတ်မယ်เนาะစုံမာရီကတ်ပါเนาะကဏ္ဍတွေကို8နဲ့ပတ်သက်ပြီးကစားမယ်ဆိုရင်ကျွန်တော်ရဲ့ကိုမလေး81 83 85 89 89တေချာမှတ်ထားเนาะ3နဲ့ပတ်သက်ပြီးကစားမယ်ဆိုရင်30 32 34 36 38เนาะအဲ့တော့ကျွန်တော်ကိုမများအားလုံးနေနဲ့เนาะ1နဲ့ပတ်သက်ပြီးကစားမယ်ဆိုရင်လည်းကျွန်တော်ရဲ့ကိုမတွေ30 1နဲ့14 16 18ပေါ့နော်တူတဲ့ကဏ္ဍကိုဖယ်လိုက်ပေါ့နော်အဲ့တော့တူတဲ့ကဏ္ဍကိုဖယ်မယ်ဆိုရင်တော့အကွက်ကတော့တိတ်တော့မများပါဘူးအဲ့တော့ main ကွက်ကနေနဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်အကြိုက်ဆုံး831ကီးမှာအကြိုက်ဆုံးအောင်လားမနေ့ဖန်ကိုကျွန်တော်ရဲ့ကိုမတွေကျွန်တော်ရဲ့အကြိုက်ဆုံးနော်16နော်16ဆိုတဲ့ကဏ္ဍတစ်ခွက်ကြိုက်ပါတယ်နော်16 power တစ်ခွက်ကြိုက်တယ်ပြီးရင်ကျွန်တော်ရဲ့ကိုမတွေ83ဆိုတဲ့နော်83ဆိုတဲ့ power ရဲ့16ဆိုတဲ့ power ရဲ့အကြိုက်ဆုံးပါနော်နှစ်ကွက်တော့ရှိမယ်အဲ့ဒါက mainထည့်ပြီးတော့ကစားကြည့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကိုဖြိုးဆိုတဲ့တူရီကိုဖြိုးဆိုတဲ့ဒီ YouTube channel ရနေပြီးတော့အားလုံးကိုနော်အမြဲတမ်းတောက်လျှောက်ကူညီပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုပါများအားလုံးအနေနဲ့ကျွန်တော်ကိုအရင်ကထာဝရ YouTube မှာအားပေးမှုတဲ့သူတွေဆိုအတိဆုံးဖြစ်မှာပါနော်ကျွန်တော်ရဲ့အတန်ကိုမှတ်မိတဲ့သူတွေဆိုရင်တော့သိမှာပေါ့နော်အရင်ကတော့ကျွန်တော်ရဲ့ရုပ်ကိုတိတ်ပြီးတော့ပြလိုက်တော့မရှိဘူးပေါ့နော်ကျွန်တော်အတန်ကိုကြားဘူးတဲ့သူတွေမှတ်မိတဲ့သူတွေကတော့အားပေးလို့ရပါတယ်နော်မနက်ဖြန်ထပ်ပြီးတော့ပေါက်ကြပါစေနော်မင်္ဂလာရှိသောညနေခင်းလေးပါကျွန်တော်ရဲ့ဒီအကောင့်ကို subscribe လုပ်ရသေးတဲ့လူတစ်တွေက channel ကိုတယောက်မှကျန်အပ်ပြီးတော့စောင့်ကြည့်ပေးပါနော်အမြဲတမ်းကျွန်တော်ဘက်က like ကိုပုံမှန်လွှင့်ပြီးတော့လာရောက်ကူညီပေးမှာဖြစ်ပါတယ်ကြအားလုံးပဲဆုံးအောင်ကြည့်ပြီးတဲ့ကိုမလေးကျေးဇူးပါမနက်ဖြန်17ရက်နေ့နေကုန်ကြာသာပတေးနေ့မှာထပ်ပြီးတော့အစီအပြေကြပါစေလို့နော်အားလုံးပဲကျေးဇူးပါခင်ဗျာ